အခန်း3လွတ်လပ်ရေးရယူရန်အတွက်အယူအဆများကွဲပြားလာခြင်းပထမအကြိမ်တင်တဲ့လှုပ်ဝက်ကွန်မြူနစ်ပါတီဥဆောင်အဖွဲ့အစည်းကိုဖွဲ့စည်းပြီးမကြာမီမှာပင်ပါတီကေတာစီယုံရေးအတွက်လှုပ်ဝက်ကွန်မြူနစ်တင်တဲ့တစ်ခုကိုတခင်အောင်ဆန်းတခင်စိုးနဲ့ရဲဘော်ဂိုရှယ်တို့ဦးစီးပြီးတော့ရန်ကုန်အရှေ့ပိုင်းတနေရာမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီတင်တန်းကိုဘိုးရန်အောင်လို့ခေါ်တဲ့တခင်လှမြိုင်တခင်တန်းထွန်းပြင်မနာကြိုင်မျောကိုတွင်နဲ့ကိုခင်ဆိုသူကတက်ရောက်ကြပါတယ်လှုပ်ဝက်ကွန်မြူနစ်ပါတီရဲ့အဓိကလုပ်ငန်းမှာပါတီကေတာများအသစ်ရှာဖွေစုဆောင်းခြင်းနိုင်ငံရေးသဘောတရားများကိုတင် जा ပေးခြင်းကွန်မြူနစ်ဝါဒကိုလေ့လာစေခြင်းတို့ဖြစ်ပါတယ်ဒီလှုပ်ဝက်အဖွဲ့အစည်းဖြစ်တဲ့အလျောက်ကွန်မြူနစ်ပါတီကအလုတ်သမားလေသမားလူဒန်းစားတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုများကိုတိုက်ရိုက်ဥဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးဒို့ဘမှာအစည်းအရုံးတောင်သူလေသမားအစည်းအရုံးကျောင်းသားသမဂ္ဂစသည်တို့မှတဆင့်သာစီယုံလှုပ်ရှားခဲ့ရပါတယ်ကွန်မြူနစ်ပါတီလှုပ်ဝက်အဖွဲ့အစည်းကလည်းနိုင်ငံရေးအတွေ့အကြုံရင်းကျက်မှုမရှိသေးတဲ့အပြင်တရားဝင်လှုပ်ရှားခွင့်မရှိတာကြောင့်ကျေပြန့်စွာစီယုံနိုင်ခြင်းမရှိပါဘူးဒါကြောင့်တင်နန်းကလည်းစနစ်ကျမှုလည်းမရှိခဲ့ပါဘူးလှုပ်ဝက်တင်နန်းများကိုတင်နန်းသားအရေးအတွက်များများနဲ့ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲနဲ့လူအနည်းငယ်ဖြစ်တာဖွင့်လှစ်ခဲ့ရပါတယ်တခါတရံမှာတင်နန်းသားမှာတယောက်တည်းလေးဖြစ်နေတတ်ပါတယ်နေရာကလည်းအတီးတကျမရှိပဲတင်နန်းကပင်နေရာများစွာရွှေ့ပြီးတော့ဖွင့်လှစ်ခဲ့ရပါတယ်တင်နန်းစင်းပြီးသူများကလည်းစင်ပွားတင်နန်းအဖြစ်ပြန်လည်ပို့ချဖွင့်လှစ်လိရှိကြပါတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါကွန်မြူနစ်တင်နန်းတက်ဖူးသူများတိုးပွားလာပြီးတော့ကွန်မြူနစ်ဝါဒကိုလက်ခံသူများကလည်းများပြားလာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်နဲ့လွတ်လပ်ရေးကြိုးပမ်းမှု1939ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာအင်္ဂလိပ်တို့ကနာဇီဂျာမန်တို့အားစစ်ကြေညာလိုက်တဲ့အချိန်မှစပြီးတော့ဥရောပတိုက်အတွင်းမှာဒုတိယကမ္ဘာစစ်မီးစတင်လောင်ကျွမ်းခဲ့ပါတယ်ဒုတိယကမ္ဘာစစ်စလင်စခြင်းမှာပဲနာဇီအာနာရှင်ဟစ်တလာရဲ့ဂျာမန်တပ်များကဥရောပနိုင်ငံအများပြားကိုလျှက်တစ်ပြက်အတွင်းသိမ်းနိုင်ခဲ့ပါတယ်ပြင်သစ်နိုင်ငံကြဆုံးပြီးတဲ့အခါမှာအင်္ဂလန်ကျွန်းမှလွဲပြီးတော့ဥရောပတိုက်တစ်ခုလုံးနီးပါးဂျာမန်တို့ရဲ့လက်အောက်ကိုကျဆင်းသွားခဲ့ရပါတယ်အင်္ဂလန်နိုင်ငံကလည်းဂျာမန်လေတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအန္တရာယ်ကိုနေ့စဉ်နဲ့အမျှခံနေရပါတယ်အဲ့ဒီအချိန်မှာအရှေ့ပြားကဂျပန်နိုင်ငံကစစ်အင်အားကြီးမားလာပြီးတော့အင်္ဂလိပ်ဂျပန်တို့ရဲ့ကိုလိုနီနယ်ပယ်များကိုဝင်ရောက်တိုက်ခိုက်ရန်တာဆူနေတဲ့အချိန်လည်းဖြစ်ပါတယ်မြန်မာမျိုးချစ်ခေါင်းဆောင်များကလည်းဒီအချိန်တွေကိုခွင့်ကောင်းယူပြီးတော့လွတ်လပ်ရေးကြိုးပမ်းရန်ကြံစီတွေးတောလာကြပါတယ်စစ်ဖြစ်လူနီးပါးအခြေအနေမှာပင်အင်္ဂလိပ်အခက်ဗမာအချက်ဟူတဲ့ကြွေးကြော်တန်ကလည်းထင်ရှားလာခဲ့ကြပါတယ်စစ်ဖြစ်ပါကဗြိတိရှနယ်ချက်အစိုးရကိုအကူအညီမပေးရန်လှုံ့ဆော်မှုများကလည်းပုံမူပြင်းထန်လာခဲ့ပါတယ်အင်္ဂလန်နိုင်ငံကစစ်မကြေညာမီ2ရက်အလို1939ခုနှစ်စက်တင်ဘာလ1ရက်မှာဒို့ဘမှာအစည်းအဝေးမှာပြည်လုံးဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့ကအထူးအစည်းအဝေးတရက်ကိုကျင်းပပြီးတဲ့နောက်မှာအသင်းအပင်ဂိုင်းကဏ္ဍမရွေးဖွဲ့မရွေးပါတီမရွေးပါဝင်နိုင်တဲ့လွတ်လပ်ရေးအဖွဲ့အစည်းတစ်ခုကိုတည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်ဒို့ဘမှာအစည်းအဝေးကဒေါက်တာဘားမော်ကစည်ရင်သားဝန်သားနုအဖွဲ့နဲ့ပူးပေါင်းကဗမာထွက်ရက်ဂိုင်းကိုဖွဲ့စည်းလိုက်ပါတယ်တခင်အောင်ဆန်းကဗမာထွက်ရက်ဂိုင်းမှာလည်းထွေထွေတွင်မှုဖြစ်လာခဲ့ပါတယ်ကွန်မြူနစ်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ထွေထွေတွင်မှုဖြစ်တဲ့တခင်အောင်ဆန်းကတစ်ချိန်တည်းမှာပင်ဒို့ဗမာအစည်းအရုံးရဲ့အတွင်းရေးမှူးတာဝန်နဲ့ဗမာထွက်ရက်ဂိုင်းရဲ့အတွင်းရေးမှူးတာဝန်ကိုပါထမ်းဆောင်နေရခြင်းဖြစ်ပါတယ်ဒါကြောင့်တခင်အောင်ဆန်းကကွန်မြူနစ်ဝါဒရေးရာထက်လွတ်လပ်ရေးကြိုးပမ်းမှုဟူတဲ့အမျိုးသားရေးကိုဦးစားပေးဆောင်ရွက်လာပါတယ်1940ပြည့်နှစ်မတ်လမှာအိန္ဒိယနိုင်ငံကွန်မြူနစ်ပါတီညီလာခံကိုရမဝါမြို့မှာကျင်းပခဲ့ရာသခင်ဘာဟင်းသခင်အောင်ဆန်းသခင်တန်းထွန်းတို့ခေါင်းဆောင်တဲ့မြန်မာလူငယ်အဖွဲ့တက်ရောက်ခဲ့ကြပါတယ်သခင်အောင်ဆန်းကကွန်မြူနစ်မြေအောက်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်နေတော်လဲအမျိုးသားရေးကိုသာအဓိကထားသူဖြစ်ပါတယ်ဒါ့အပြင်အဲ့ဒီခေတ်ကာလကကွန်မြူနစ်ပါတီကရုရှားနိုင်ငံကမ္ဘာကွန်မြူနစ်အဖွဲ့ချုပ်ကိုတစ္ဆာခံရပြီးတော့အဖွဲ့ချုပ်မှချမှတ်ပေးတဲ့လမ်းစဉ်အတိုင်းဆောင်ရွက်ခဲ့ကြရပါတယ်။တခင်အောင်ဆန်းကမျိုးသားရေးကိုဒုတိယဦးစားပေးအဆင့်ထားရမယ့်အချက်ကိုမနစ်မြုပ်နိုင်ခဲ့လို့အိန္ဒိယပြည်ကိုရောက်နေတဲ့အတွင်းမှာပဲကွန်ဂရက်ပါတီကိုစာတစောင်ကိုယ်တိုင်ရေးသားတင်သွင်းခဲ့ပါတယ်။အဲ့ဒီစာတမ်းမှာဒို့ဘမှာအစည်းအရုံးကစိတ်တူသဘောတူလောက်ကင်လိုသူဆိုရှယ်လစ်ကွန်မြူနစ်မျိုးသားရေးဝါဒီမြည်သူကိုမဆိုကြိုးဆိုမယ်အစည်းအရုံးသည်ကွန်မြူနစ်ပါတီမဟုတ်ကွန်မြူနစ်ပါတီဟုဆွဆွဲသူများကလည်းကွန်မြူနစ်ဝါဒကိုကောင်းစွာနားလည်ခဲ့ကြသည်မဟုတ်အစည်းအရုံးကဗမာလွတ်လပ်ရေးအတွက်ကြိုးပမ်းတယ်တို့ရတွင်နီတီဆိုရင်လည်းကြောက်ကွန်မြူနစ်ဆိုတာနဲ့မုံချင်းမျိုးကမရှိဟု၍ဖော်ပြထားပါတယ်တခင်အောင်ဆန်းကအိန္ဒိယနိုင်ငံကွန်မြူနစ်ညီလာခံကိုတက်ရောက်သူဖြစ်တော်လဲကွန်ဂရက်ပါတီကိုတွတ်သွင်းတဲ့စာတမ်းမှာမြန်မာကွန်မြူနစ်များကိုကိုစားမပြုဘဲဒို့ဘက်မှာအစည်းအရုံးကိုသာကိုစားပြုခဲ့ပါတယ်တခင်အောင်ဆန်းကအိန္ဒိယကွန်မြူနစ်ပါတီရဲ့ဩဇာအာဏာကိုတစ္ဆာခံခြင်းမရှိတော့တဲ့ကဲ့သို့အိန္ဒိယအမျိုးသားရေးဝါဒီများဖြစ်တဲ့ကွန်ဂရက်ခေါင်းဆောင်နေယူတို့လူတစုနဲ့ပုံမူပြီးတော့ယင်းနှီးလာကြပါတယ်
နှစ်နိုင်ငံလွတ်လပ်ရေးအတွက်ပူးပေါင်းဆောင်ရွက်မယ်လို့လည်းသဘောတူညီလိုက်ကြပါတယ်ကွန်မြူနစ်များအယူအဆများကွဲပြားလာခြင်းဒုတိယကမ္ဘာစစ်ကြီးကတစားနဲ့တစားပုံမှုပြီးတော့ကျေပြန့်လာပါတယ်ဗြိတိရှအစိုးရရဲ့မြန်မာဘရင်ကန်စာအာခီဘော့ကော့ဂရင်းကမြန်မာပြည်သူတို့ရဲ့ဆန္ဒသဘောထားမပါဝင်မဲနဲ့မြန်မာပြည်နဲ့ဂျာမနီပြည်တို့စစ်ဖြစ်နေပြီဟုကြေညာခဲ့ပါတယ်ဒို့ဗမာအစည်းအရုံးကဘရင်ကန်ရဲ့ကြေညာချက်ကိုကန့်ကွက်ခဲ့ပါတယ်လွတ်လပ်ရေးအတွက်လှုပ်ဆောင်ဟောပြောမှုများကလည်းပုံမူပြီးတော့ပြင်းထန်လာပါတယ်တခင်များကလည်းတစ်ဖက်ကစီယုံဟောပြောခြင်းနဲ့နိုင်ငံရေးအရာတိုက်ပွဲဝင်နေတဲ့ကဲ့သို့ဗြိတိရှအစိုးရကိုလက်နက်ကင်တိုက်ပွဲဝင်ရန်အတွက်နီလန်းရှာကြံလာကြပါတယ်အဲ့ဒီအခါမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက်ကြိုးပမ်းရမယ့်နီးနဲ့ပတ်သက်ပြီးတော့အယူဆ၃မျိုးကွဲပြားပါတယ်ပထမအယူဆကမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက်ကမြစ်တိနိုင်ငံမြစ်တိအင်အားစုနဲ့မဆိုပူးပေါင်းရမည်ဖြစ်စေပူးပေါင်းကြမယ်အင်္ဂလိပ်နယ်ချဲသမားတို့ရဲ့ကျွန်ဘဝကလွတ်မြောက်ရေးအတွက်အင်္ဂလိပ်နယ်ချဲသမားများရဲ့ရန်သူဖြစ်တဲ့ဂျပန်နယ်ချဲသမားများကိုပင်ဖြစ်စေယာယီပူးပေါင်းရမယ်သူတို့ကပေးတဲ့အကူအညီကိုရယူရမယ်ဟူ၍ဖြစ်ပါတယ်အဲ့ဒီယူဆကိုလက်ခံသူများမှာသခင်နုသခင်လေးမောင်သခင်လှဘော်ကြီးသခင်မြစတဲ့ခေါင်းဆောင်များဖြစ်ပါတယ်ဒုတိယအယူဆကတော့မြန်မာနိုင်ငံလွတ်လပ်ရေးရရှိမှုအတွက်မြည်သူကိုမှအာမကိုပဲနဲ့မိမိအားနဲ့မိမိကိုယ်သာအားကိုးပြီးတော့ရန်သူမှန်သမျှကိုတိုက်ထုတ်မယ်အင်္ဂလိပ်နယ်ချဲသမားကိုလည်းမိမိတို့ရဲ့ကျွန်ပိုင်ရှင်အဖြစ်တိုက်ရမယ်နောက်ဝင်လာမဲ့ဂျပန်နယ်ချဲသမားကိုလည်းဖက်စစ်ဝါဒသမားများဖြစ်၍တိုက်ထုတ်ကြမယ်ဟူ၍ဖြစ်သည်ဒါကြောင့်အင်္ဂလိပ်နယ်ချဲသမားကိုရောဖက်စစ်ဂျပန်ကိုပါတပြိုင်နက်တည်းစန့်ကျင်တိုက်ခိုက်ရမည်လို့ဖြစ်ပါတယ်အဲ့ဒီအယူဆရှိသူများကတော့ရဲဘော်ကိုရှယ်ရဲဘော်နာကိုဘာဟိန်းတခင်ထုံးရွှေတခင်ချစ်တို့လူတစုပဲဖြစ်ပါတယ်တတိယအယူဆကတော့မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအလို့ငါတကမ္ဘာလုံးမှာရှိတဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီအရေးကိုဖျက်ဆီးနေတဲ့ဖက်စစ်ဝါဒကိုအဓိကထားတိုက်ရမယ်ဖက်စစ်ဝါဒကအဓိကရန်သူဖြစ်တယ်ဖက်စစ်ဝါဒအောက်မှာလွတ်လပ်ရေးရရှိရန်မလွယ်ဒါကြောင့်မြန်မာနိုင်ငံအတွင်းကိုဖက်စစ်ဂျပန်များကိုဝင်ရောက်မလာနိုင်အောင်ခုခံတိုက်ခိုက်ရမယ်ဒီလိုဖက်စစ်ဝါဒကိုခုခံရမှာအင်္ဂလိပ်နယ်ချဲသမားပင်ဖြစ်စေယာယီမဟာမိတ်ဖွဲ့ရမယ်နားလည်မှုရအောင်လုပ်ရမယ်ဟူ၍ဖြစ်တယ်အဲ့ဒီအယူဆရှိသူများကတော့သခင်စိုးသခင်တန်းထွန်းသခင်ကျော်စိန်သခင်ဘိုနဲ့သခင်တင်မောင်ကြီးတို့ပဲဖြစ်ပါတယ်သခင်အောင်ဆန်းကတော့ဗြိတိရှတို့ကိုလက်နက်ကင်တော်လှန်ရေးအတွက်ပြည်ပအကူအညီတစ်ခုခုရယူရမည်ဟုနားလည်ထားရာအထူးသဖြင့်တရုတ်ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်ရရှိရန်ကြိုးပမ်းခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဗြိတိရှအစိုးရကလွတ်လပ်ရေးတရားဟောနေတဲ့သခင်များကိုဖမ်းဆီးအကျဉ်းချထားခဲ့ပါတယ်သခင်နုသခင်တန်းထွန်းသခင်စိုးသခင်ကျော်စိန်သခင်လေးမောင်စတဲ့မြန်မာမျိုးချစ်ရဲဘော်များအပြင်ရဲဘော်ကိုရှယ်ရဲဘော်နတ်စတဲ့ကလားရဲဘော်များလည်းထောင်ကျကုန်ကြပါတယ်သခင်အောင်ဆန်းကတော့ဟင်္ဒရရာဇဝတ်ဝန်မစ္စတာဇေဗီယာကစုငွေ9ချက်ထုတ်ပြီးတဲ့နောက်1940ပြည့်နှစ်ဇွန်လ9ရက်နေ့မှာစပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။သခင်အောင်ဆန်းနဲ့ကွန်မြူနစ်များကွဲကွာသွားခြင်းသခင်အောင်ဆန်းကိုဗြိတိရှတို့ကကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးရန်ကြံခြင်းကိုလက်မခံဘဲမြေအောက်တွင်လှုပ်ရှားနေရမှသခင်များကိုစီယုံပြီးတော့ပြည်သူ့ရေးတော်ပုံပါတီကိုဖွဲ့စည်းလိုက်ပါတယ်။ပြည်သူ့ရေးတော်ပုံပါတီရဲ့ရည်ရွယ်ချက်မှာနိုင်ငံသားအကူအညီကိုရယူရေးလက်နက်များဆွဲကင်ကဗြိတိရှတို့အားတော်လှန်တိုက်ခိုက်ရေးပင်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမြန်မာလွတ်လပ်ရေးကိုကြိုးပမ်းလျက်ရှိတဲ့အဖွဲ့မှာဒို့ဗမာအစည်းအရုံးနဲ့ဗမာထွက်ရဂိုင်းတို့ရှိနေရာပြည်သူ့ရေးတော်ပုံပါတီကလှုပ်ဝက်မြေအောက်အဖွဲ့အစည်းဖြစ်ပါတယ်။ကွန်မြူနစ်ပါတီများကလည်းမြေအောက်အဖွဲ့အစည်းတစ်ခုပင်ဖြစ်တော်လဲပါတီတရက်အဖွဲ့အစည်းတရက်အနေနဲ့ထိရောက်စွာလှုပ်ရှားစည်းရုံးနိုင်ခြင်းမရှိသေးပါဘူး။ထောင်တွင်းထောင်ပြင်မှာကွန်မြူနစ်ခေါင်းဆောင်များကပါတီကြီးထွားရေးအတွက်စည်းရုံးသိမ်းသွင်းခံနေရဆဲပဲဖြစ်ပါတယ်။ကွန်မြူနစ်များရဲ့အယူဆကတော့ဂျပန်ကိုဦးစားပေးရန်သူအဖြစ်သတ်မှတ်ပြီးတော့အင်္ဂလိပ်နဲ့ပူးပေါင်းရန်ဒါမှမဟုတ်ရန်သူ2မျိုးလုံးကိုတပြိုင်နက်တည်းတိုက်ခိုက်ရန်ဖြစ်ပါတယ်။အင်္ဂလိပ်နဲ့ဂျပန်2မျိုးလုံးရန်သူအဖြစ်သဘောထားတိုက်ရန်ယူဆတာကိုရှယ်တို့လူတစုကလက်တွေ့သဘောတွင်မဖြစ်နိုင်တဲ့အတွက်ကြောင့်အင်္ဂလိပ်ကိုမဟာမိတ်ဖွဲ့၍ဂျပန်ကိုတိုက်ရန်အယူဆဘက်ကိုကူးပြောင်းသွားခဲ့ပါတယ်။ဒါကြောင့်သခင်စိုးသခင်တန်းထွန်းကိုရှယ်တို့လူတစုကအယူဆတူညီပြီးတော့တစည်းတစ်လုံးနဲ့ဖြစ်သွားပါတယ်။ကွန်မြူနစ်ဝါဒကိုလက်ခံတဲ့ခေါင်းဆောင်များကထောင်ထဲရောက်သူကရောက်ထောင်ပြင်မှာရှိသူကရှိအထွေထွေတွင်းရမှုဖြစ်သူသခင်အောင်ဆန်းကတော့ပြည်ပကိုရောက်သွားခဲ့ပါတယ်။ဒါကြောင့်မြေအောက်ပါတီဖြစ်တဲ့ကွန်မြူနစ်ပါတီများကတော့တကွဲတပြားစီဖြစ်ကုန်ကြပါတယ်။အယူအဆရေးရမှာလဲကွဲပြားခြားနားလာကြပါတယ်။သခင်စိုးနဲ့သခင်တန်းထွန်းတို့လူတစုကထောင်ထဲမှာပဲကွန်မြူနစ်တင်နန်းများကိုပေးရထောင်ကျကုန်တဲ့သခင်တော်တော်များများကကွန်မြူနစ်များဖြစ်ကုန်ကြပါတယ်။သခင်အောင်ဆန်းကတော့ပြည်ပကိုထွက်ခွာသွားတဲ့အချိန်မှစပြီးကွန်မြူနစ်များနဲ့ကွဲကွာသွားပြီလို့ဆိုနိုင်ပါတယ်။လွတ်လပ်ရေးအတွက်ပူးပေါင်းဆောင်ရွက်မှုအချို့ရှိတော်လဲသခင်အောင်ဆန်းကကွန်မြူနစ်ပါတီရဲ့အရေးမှာပါဝင်ပတ်သက်ခဲ့ခြင်းမရှိတော့ပါဘူး